ကြည့်ရတာတခုခုရှာနေတဲ့ပုံပေါက်တယ်ပေါ့နော်ဒီမှာကြည့်ပါဦးဒီဘိတ်နဲ့ဒီအမကဘာဒီရှာနေတာလဲဆိုတာကျွန်တော်နဲ့ဒီတစ်ချက်ကြည့်ရှုလို့ရပါတယ်ပေါ့နော်ဘိုက်တယ်လားတွင်းထဲမှာပေါ့နော်ချင်းချင်းလေးတက်မှာဘာဒီလိုက်ရှာနေတာတော့ဟာတလောက်ချင်းချင်းလေးတဲကိုဝင်ပြီးမှာပေါ့နော် we made it နားမလဲနိုင်ဘူးเนาะပြီးတော့အဆုံးချီးကြည့်မှသိမယ်ပေါ့နော်ဘာဒီလဲဆိုတော့တခုခုတော့တွေးပြီပေါ့နော်ဒါဖိုက်လေပစ္စည်းတခုတွေးပြီပေါ့နော်ဟောအထက်မှာတကယ်မိုက်တယ်နော်ရှူကင်းတယ်လို့ကဲဒီလောက်ပဲတကယ်ရှူကင်းကိုရှာတာပိုင်း